ကျောက်ဖြူမြို့နယ်ကတရုတ်တပ်အားဖြန့်ဖြူးရေးနဲ့စွန့်ပစ်ဆက်ယုံ OGT နဲ့ area 1ကျင်ကိုစစ်ကောင်စီတပ်ကအကာအကွယ်ယူပြီးအင်အား300လောက်ထပ်မံဖြစ်တင်းကအာရခတပ်တော် AA ကိုခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။ကျောက်ဖြူမြို့နယ်ဂုံးရွှင်တိုင်းတွေက OGT ဆက်ယုံနဲ့ area အတွင်းကစစ်ကောင်စီရဲ့နေရာယူထားတဲ့စခန်းငယ်နဲ့နေရာတွေကိုကျောက်ဖြူအခြေစိုက်ခမာရ942နဲ့ခမာရ943အပါအဝင်နေပြည်တော်ကစစ်အင်အားအသစ်တွေဖြည့်ပြီး AA ကိုခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့မြေပြင်စီရေးသတင်းရင်းမြစ်တယောက်ကနရင်စရာကိုပြောပါရယ်ချင်းမြန်တရင်2ရင်းကနေအင်အား200လောက်နဲ့နေပြည်တော်ကလည်းအင်အား100ကျော်အင်အားအသစ်ဖြစ်နေတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်အဲ့ဒီစစ်ကြောင်းတွေအကုန်လုံးဟာတရုတ်စီမံကိန်း area ကိုကာဗာယူပြီး AA ကိုတိုက်ခိုက်နေက AA ကပြန်ပြစ်လို့ရှိရင်စက်ယုံနားတွေကိုဝင်ပြေးတယ်လို့လည်းဒေသခံတွေကပြောကြပါရယ်